အားလုံးပဲမင်္ဂလာပါဒီနေ့အသေးစိတ်ရှင်းပြပေးမယ့်အကြောင်းအရာတော့တမိုင်းတစ်လျှောက်လုံးမှာလူသားတွေဖျားသခင်ရဲ့သဘောတရားကိုဘယ်လိုနားလည်ခဲ့ကြလဲဆိုတော့အလွန်နဲ့တဲ့တသနာတွေကပြတဲ့အပြောင်းလဲတွေအကြောင်းပါတကယ်တော့ဖျားသခင်ဆိုတာဘယ်လိုမျိုးလဲဆိုတာအယူဆတွေကခေတ်ကာလလိုက်တော့လေးကိုပြောင်းလဲလာခဲ့ပါတယ်ဒီမှတ်တမ်းတွေကိုကျွန်တော်တို့ဒီအသေးစိတ်ရှင်းနေကြမှာတေချာလေးဝေးအောင်လေ့လာသွားကြပါမယ်အခြေခံအကြောင်းဆုံးဖြစ်တဲ့ဒီမေခွန်ကြီးတစ်ခုကနေဆက်လိုက်ကြအောင်ဗျစัจ java လာကြီးဟာဘုရားသခင်နဲ့လုံးဝကိုတီးခြားတီးရှိနေတာလားဒါမှမဟုတ်စัจ java လာကြီးတစ်ခုလုံးကပဲဘုရားသခင်ရဲ့အထက်မှာရှိနေတာလားစဉ်းစားကြည့်နော်ဒါဟာရာဇဝတ်ပေါင်းများစွာပညာရှင်တွေအခြေတင်ငင်းခုန်ခဲ့ကြတဲ့တကယ်ကိုကြီးမားတဲ့ဖြည့်တင်းမှုဆိုင်ရာမေခွန်ကြီးတစ်ခုပါကဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစပြီးမဝင်ခင်လဲမှာအခုလိုနက်အသေးစိတ်ရှင်းပြချက်တွေကိုဆက်လက်တင်ဆက်ပေးနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube channel ကို subscribe လုပ်ပေးသွားဖို့အရင်ဆုံးတောင်းဆိုချင်ပါတယ်ဒီနေ့လေ့လာမယ့်အကြောင်းအရာတွေကိုအကြံဖြစ်မြင်တောင်ပြောပြရရင်ပထမဆုံးတသနာကပိရပညာရှင်များရဲ့ဖျောက်သခင်ဆိုတာဘာလဲဆိုတာကိုကြည့်ပါမယ်ပြီးရင်အဓိကသမောတရား၃ရက်ကိုရှင်းကြည့်မယ်အဲဒီကနေရိုးရာယုံကြည်မှုကိုပယ်ချလာခြင်းနဲ့ပန်တီးရဲ့စံမြဲသမိုင်းကြောင်းကိုဆက်သွားပြီးတော့နောက်ဆုံးဖြည့်ရှင်းရမယ့်စင်ခေါ်မှုတွေနဲ့အတူညီကုန်းချုပ်သွားမှာပါကဲပထမဆုံးအပိုင်းကိုစလိုက်ကြအောင်တမိုင်းကြောင်းရခေါ်ဝေးလေးရှိတဲ့တသနိကပေရပညာရှင်များဤဖျားသခင်ဆိုတဲ့နာမည်ကျော်စကားစုကတကယ်တမ်းကျတော့ဘာကိုဆိုလိုတာလဲဆိုတာစူးစမ်းကြည့်ကြရအောင်တမိုင်းကာလအလိုက်ပညာရှင်တွေဝေဖန်မှုတွေပြောင်းလဲသွားပုံကတကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်ဗျာ19ရာစုတုန်းကနာမည်ကြီးပညာရှင် Blaise Pascal ကိုကြည့်လိုက်ပါအဲ့ဒီခေတ်ကလူတွေကဘာသာရေးပြားတွေတော်တွေကျမ်းစာတွေကိုဖေးဖေထားပြီးလူညံပညာတတ်နဲ့ပဲဖျားသခင်ကိုပုံဖော်လာကြတာကို तू ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါဒါပေမဲ့19ရာစုကနေ21ရာစုအရခေတ်သစ်ဓမ္မပညာပြောင်းလဲမှာကြတော့ဝေဖန်တဲ့ပစ်မှတ်ကလုံးဝကိုပြောင်းသွားပါတယ်ဘယ်လိုပြောင်းသွားလဲဆိုတော့ခေတ်သစ်ပညာရှင်တွေက classical theism လို့ခေါ်တဲ့ရိုးရာယုံကြည်မှုကိုပြန်ပြီးဝေဖန်လာကြတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီရိုးရာအမြင်ကြီးဟာရှေးအောင်ဂရိသသနာတွေကိုအလွန်အကျွံသုံးထားပြီးဖျားသခင်ကိုခန်းစားချက်ကင်းပယ်ပြီးအဝေးကြီးမှာရပ်တည်နေတဲ့ຢာတစ်ခုလိုပုံဖော်ထားတယ်လို့သူတို့ကမြင်လာကြလို့ပါပဲနောက်တစ်ပိုင်းကိုဆက်သွားပြီးဒါတွေကဘလို့ဆက်နေတယ်လဲဆိုတာကြည့်ကြတာပေါ့ဖျားသခင်နဲ့ပတ်သက်တဲ့မတူနေတဲ့ဒသနာအမြင်တွေကိုအခြေခံအားဖြင့်ခွဲခြားသိမြင်နိုင်ဖို့အဓိကသဘောတရား၃ရပ်ကိုနှိုင်းယှဉ်ကြည့်ပါမယ်ဒီအဓိကအယူအဆ၃ခုရဲ့ကွာခြားချက်တွေကိုရှင်းကြည့်မယ်ဆိုရင်အတော်လေးရှင်းနေသွားပါလိမ့်မယ်ပထမဆုံး classical theism လို့ခေါ်တဲ့ရိုးရာယုံကြည်မှုမှာဆိုရင်ဘုရားသခင်ဟာဖန်ဆင်းခရတဲ့အားလုံးနဲ့လုံးဝတီးခြားထပြီးအလွန်ကြီးမြတ်မြတ်မှာပါတယ်သူဟာအချိန်ကာလကိုကြော်လွန်ပြီးဘယ်တော့မှပြောင်းလဲခြင်းမရှိဘူးလို့ခံယူထားတယ်ဒါနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ pantheism ကတော့ဘုရားသခင်နဲ့လောကကြီးဟာထက်တဲ့ပဲအတူတူပဲလို့ဆိုပါတယ်။ကဲတတိယတစ်ခုဖြစ်တဲ့ panentheism ကြတော့သူတို့နှစ်ခုကြားကအလဲလက်သဘောမျိုးဖြစ်သွားတယ်။လောကကြီးဟာဘုရားသခင်အထက်မှာရှိတယ်။ဒါပေမဲ့ဘုရားသခင်ဟာလောကကြီးတဲ့ပုံမကြီးကျယ်တယ်လို့ယုံကြည်တာပါ။တမိုင်းမှာကျင်း Augustine နဲ့ Aquinas တို့လိုပညာရှင်ကြီးတွေဟာရိုးရာယုံကြည်မှုကိုအခိုင်အမာလက်ခံခဲ့ကြပြီး Hegel နဲ့ Whitehead တို့ကတော့ panentheism ဘက်ကိုယိမ်းခဲ့ကြတာတွေ့ရပါတယ်။အခု panentheism ရဲ့အဓိပ္ပာယ်ကိုနည်းနည်းလေးထပ်ပြီးအသေးစိတ်တွားကြည့်အောင်panentheism ဆိုတဲ့စကားလုံးရဲ့အရေးမေကိုကအရာအလုံးဖျားသခင်နဲ့ရှိခြင်းလို့အဓိပ္ပာယ်ရတာလေဒီနေရာမှာအရေးဆုံးမှတ်ထားရမယ့်အချက်ကဒါဟာလောကကြီးနဲ့ဖျားသခင်ကိုတထက်တီးလို့ပြောနေတာလုံးဝမဟုတ်ပါဘူးသူတို့နှစ်ခုဟာဖြစ်တည်မှုရတီးခြာစီဖြစ်ပါတယ်ဒါမဲ့လောကကြီးကဖျားသခင်ရဲ့အထဲမှာတည်ရှိနေပြီးတော့တက်ကြွတဲ့အပြန်လန်ဆက်နွယ်မှုကြီးရှိနေတယ်လို့အခိုင်အမာဆိုထားတာပဲဖြစ်ပါတယ်စဉ်းစားကြည့်ပါဒါကဘာလို့အရေးကြီးတာလဲဒီလိုတိမ်ဝဲတဲ့ကွဲပြားချက်လေးကလူသားတွေနဲ့ဖျားသခင်ကြားကဆက်သွယ်မှုကိုအဝေးကနေစောင့်ကြည့်နေတဲ့အရာတစ်ခုလို့မဟုတ်တော့ပဲအမြဲတက်ကြွလှုပ်ရှားနေတဲ့ဆက်နွယ်မှုကြီးတစ်ခုဖြစ်လုံးဝပြောင်းလဲသွားစေလိုပါပဲဒါဆိုရင်ခေတ်သစ်ဓမ္မပညာရှင်တွေဟာဘာဖြစ်လို့ရာစုနှစ်ပေါင်းများစွာလက်ခံလာခဲ့ကြရဲ့ပင်မရိုးရယုံကြည်မှုကိုစတင်ပယ်ချလာခဲ့ကြတာလဲအပိုင်း၃မှာဒီအကြောင်းကိုဆက်လေ့လာပါမယ်တကယ်တော့ခေတ်သစ်ပညာရှင်တွေကရိုးရယုံကြည်မှုကိုအဓိကအချက်၃ချက်နဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်ပထမတစ်ခုကကျမ်းစာရကြည့်မယ်ဆိုရင်ကျမ်းစာတွေထဲမှာဖျားသခင်ဟာဝါနဲ့တတ်တယ်တွန့်ဖြန့်တတ်တယ်တမိုင်းထဲမှာတက်ကြွစွာလှူရှားနေတဲ့ကြီးမြတ်သောပုဂ္ဂိုလ်တို့အဖြစ်ရေးသားထားတာတွေ့ရပါလိမ့်မယ်ရိုးရယုံကြည်မှုကပြောသလိုညီသက်အေးဆက်နေတဲ့အရာတစ်ခုမဟုတ်ဘူးပေါ့ဒုတိယတစ်ခုကဓမ္မပညာဆိုင်ရာပြဿနာပါအကယ်၍ဖျားသခင်ကအရာအလုံးကိုအကျွမ်းမဲ့ကြိုးတင်တည်ရှိပြီးအသေးချာသတ်မှတ်ထားပြီးသားဆိုရင်ဖန်ဆင်းခံလူသားတွေရဲ့လွတ်လပ်ခွင့်ဆိုတာတကယ်မရှိတော့ပဲစိတ်ကူးရင်တက်တက်ဖြစ်သွားနိုင်လို့ပါတရားတစ်ခုကတော့ယုတိဗီဒဘက်ကကြည်တာပါအချိန်ကာလကိုလုံးဝကြော်လွန်နေတဲ့ပုဂ္ဂိုလ်တူဦးဟာတမိုင်းเจ้าရဲ့အချိန်ကာလအစဉ်ဆက်တွေထဲမှာအစဉ်ဆက်ဝင်ရောက်လှုပ်ဆောင်နေဆိုတာဟာယုတိမတန်ဘူးရှင်းတော့မညီဘူးလို့ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်ဒါဆိုရင်ဒီ pantheism ဆိုတဲ့အယူအဆကတကယ်တော့ဘယ်ကနေဘလို့ဆင်းသက်လာတာလဲအပိုင်းလေးမှာဒီတသနာဗေဒဆိုင်ရာမိသားစုဆင်းသက်လာပုံတမိုင်းကြောင်းကိုခြေရာခံကြည့်ကြပါမယ်
ဒီယူဆကခေတ်တရောက်မှရွတ်တရက်ပေါ်လာတာမဟုတ်ဘူးဗျာတကယ်တော့ရှေးဟောင်းဂရိခေတ်ကပလေတိုစီနဲ့အစပြုခဲ့တာပါပလေတိုကစစ်ကြဝဠာကြီးကိုတရှိဝိညာဉ်တစ်ခုဖြစ်မြင်ခဲ့ပါတယ်အဲ့ဒီနေ့တဆင့်ရှေးဟောင်းခေတ်နောက်ပိုင်းရောက်တော့ Neo-Platonism ရဲ့အရာအလုံးဟာဖျားသခင်စီအနေအဆင့်ဆင့်စီးဆင်းဖြာထွက်လာတယ်ဆိုတဲ့အယူဆစီကူးပြောင်းလာပါတယ်ပြီးတော့အလေခေတ်ခရစ်ယာန်နည်းနည်းသောဝါဒ Christian mysticism မှာဒီအယူဆတွေပေါင်းစပ်သွားပြီး16ခုရာစုဂျာမန်စစ်ကူရင်ဝါဒအရောက်မှာတော့ဖျားသခင်ဟာတဘာဝတရားနဲ့ထမိုင်းကြောင်းကနေတဆင့်တဖြည်းဖြည်းဖွံ့ဖြိုးလာတယ်လို့ပြောင်းလဲယူဆလာကြပြန်ပါတယ်နောက်ဆုံး20နဲ့21ရာစုမှာတော့ process theology လို့ခေါ်တဲ့ဖြစ်စဉ်ဓမ္မပညာဖြစ်ကိုအဆင့်ဆင့်တိုးတက်ပုံဖော်လာခဲ့ကြတာတွေ့ရမှာပါ။တမိုင်းတစ်ချောင်းအယူဆတွေပြောင်းလဲလာပုံကတကယ်ကိုအမခမ်းပါပဲ။ဒီရှေးထားတဲ့တမိုင်းကြောင်းတစ်ချောင်းမှာအဓိကကွဲပြားတဲ့လမ်းကြောင်း၃ခုပေါ်ထွက်လာတာတွေ့ရပါတယ်။အရှုတော်ပညာရှင်တွေကတမိုင်းကြောင်းနဲ့အပြန်အလှန်ဆက်ဆက်မှုကိုအလေးပေးပြီးဖျားသခင်ကကမ္ဘာတမိုင်းကနေတစ်ဆင့်သူကူသူအကောင့်အထဲပေါ်တယ်လို့ယုံကြည်ကြပါတယ်။တချို့ကကြတော့ဖျားသခင်ဆိုတာလောကကြီးသမားအမြဲလှုပ်ရှားနေတဲ့အသက်ဝင်တဲ့စွန့်ရင်တစ်ခုအဖြစ်မြင်ကြပြန်ပါတယ်။နောက်ထပ်ထူးခြားတဲ့အမြင်တစ်ခုကတော့တစ်ပန်ဆိုင်ရာစင်ကဲဖြစ်စဉ်ကိုဓမ္မပညာနဲ့ပေါင်းစပ်ပြီးဖန်ဆင်းခြင်းဟာအမြင့်ဆုံးရည်မှန်းချက်တစ်ခုစီကိုအမြဲဦးတည်ရွေးလျားနေတယ်လို့ယူဆကြတာပဲဖြစ်ပါတယ်။ဒီကွဲပြားမှုတွေကဘာသာရေးနဲ့တစ်ပန်ပညာကိုခေတ်အဆက်ဆက်ဖလို့ပေါင်းစပ်ဖို့ကြိုးစားခဲ့ကြလဲဆိုတာကိုအတော်လေးရှင်းရှင်းလင်းလင်းပြသနေပါတယ်။ ကဲနောက်ဆုံးအပိုင်း9ကိုရောက်လာပါပြီဒီလေးလာမှုတွေအားလုံးရဲ့နောက်ခါမှာဘလို့ဓမ္မပညာမဆိုရင်ဆိုင်တဲ့အဆက်ဖြစ်တဲ့ကြီးမားတဲ့ UN စာပိုင်းဆိုင်ရာပြဿနာတစ်ခုကျန်နေပါသေးတယ်ဒါကိုဆက်လက်သုံးသပ်ကြည့်ပါမယ်ဒီချက်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ဗျာခေတ်သစ်ဝေဖန်သူတွေကတသနာကဗေဒကိုအခြေခံတဲ့ရိုးရာယုံကြည်မှုနဲ့ကျမ်းစာကိုအခြေခံတဲ့ဆက်နွယ်မှုဓမ္မပညာဆိုပြီးနှစ်ခုတည်းကတစ်ခုကိုပဲရွေးချယ်ရမလို့အမြဲပုံဖော်တတ်ကြပါတယ်ဒါပေမဲ့အရေးမြစ်တွေကိုတကယ်တမ်းအတိအကျပြန်လေ့လာကြည့်တဲ့အခါမှာတော့အဲ့ဒီအမြင်ဟာလွဲမှားနေတာကိုတွေ့ရပါတယ်ဘာလို့လဲဆိုတော့ရိုးရာယုံကြည်မှုဟာ Aristotle နဲ့ Plato ရဲ့အယူဆတွေကိုအကြီးကျယ်မိခိုထားသလိုပဲအခုခေတ်သစ် Fernandistic model တွေကလည်း Neo-Platonism လို့ခေါ်တဲ့ရှေးဟောင်းဂရိတ္တနာအပေါ်မှာပဲအကြီးကျယ်မိခိုနေတာကိုမြတ်တစွာတွေ့မြင်ရမှာဖြစ်ပါတယ်။နှစ်ဖက်စလုံးကဂရိတ္တနာကိုအခြေခံနေတာကတကယ်ကိုအံ့တော်စရာပဲနော်။နောက်ဆုံးအနေနဲ့ဒီမိကုံးလေးနဲ့ပဲနေကုံချုပ်ချခြင်းပါတယ်။အရာအလုံးကိုကျွမ်းမဲ့အုပ်စုနိုင်စွမ်းရှိတဲ့လောကကြီးကိုကျော်လွန်နေတဲ့ဖန်ဆင်းရှင်တပါဖြစ်ခြင်းကတစ်ချိန်တည်းမှာပဲဖန်ဆင်းခံနေတဲ့အမှန်တကယ်နေနီကကဆက်သွယ်တုံးပြန်မှုရှိတဲ့ဖျားသခင်ဖြစ်ခြင်းဆိုတဲ့ဒီပြင်းထန်တဲ့သာသနာပိုင်းဆိုင်ရာတဲမာမှုကိုဘလို့ဓမ္မပညာမျိုးကများအပြည့်အစုံဆုံးနဲ့အကောင်းဆုံးဖြစ်ရှင်းပြနိုင်မလဲ။တေချာတာကတော့ဒီနည်းနည်းတဲ့မိကုံးဟာဒါသနာကဗေဒပညာရှင်တွေနဲ့လေးလာလူတွေအလုံးဆက်လက်တွေးတောဖြစ်ရှာမဲ့ကြီးမားတဲ့စင်ကောင်မှုကြီးတစ်ခုဖြစ်ချင်နေအောင်မှာပဲဖြစ်ပါတယ်။ဒီနေ့တော့ကတော့ဒီလောက်ပါပဲ။ဒီနည်းနည်းတဲ့လေးလာမှုခရီးစဉ်မှာအတူတူလိုက်ပါပေးခဲ့တဲ့သူကျေးဇူးတင်ပါတယ်